အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကြတော့ရှေးဦးမှာခန်းကြီးတိအည30ကိုကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ်ထို့တူဒီအင်လောကနာရှိတော်မူပြီးအင်လောကကိုလည်းဖန်ဆင်းတော်မူပြီးသို့တော်အင်လောကသည်သူတို့ကိုမသိတဲ့ဒီထဲမှာကျွန်တော်ဖတ်ရတာလေသူ့ပါလဲအားညီတယ်ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ကလေဘုရားကိုသိတယ်ဘုရားကိုသိနေပြီးမှလည်းမသိအောင်ကျွန်တော်တို့အပြည့်လုပ်တယ်ကျွန်တော်မှစပေါ့ဒါပေမဲ့ဒီကြစာကိုဖတ်တဲ့အချိန်မှာလေအင်တူဒီလောကကိုလည်းရှိတော်မူတဲ့အင်လောကကိုလည်းဖန်ဆင်းတော်မူတယ်ဒါမဲ့တို့တော်တဲ့အင်တူတဲ့သူတို့ကိုမသိတဲ့ကျွန်တော်တို့ကတခါလေကြိုက်လေမျိုးကြည်တို့ပြောရမလားယူကြည်တို့ပြောရမလားဖြစ်နေတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဘုရားเจ้าကိုဘုရားကိုတည်တယ်ဒါပေမဲ့ကျွန်တော်တို့ကတည်နေတာလည်းကျွန်တော်ကပြလို့တယ်မတည်အောင်ဆုံးပြီးမှလောကဇာတိစိတ်ကိုပဲတွားခဲ့တယ်လောကပမာဏလောကဥစ္စာကိုပဲတွားခဲ့တယ်ဘာဖြစ်လို့ဆိုကျွန်တော်တို့လေဘုရားကိုမတည်တဲ့သူတွေကတက္ကနာထားလိုက်ပါသူတို့ကြတော့မတည်ဘူးသူတို့ကြတော့ဤပညာရေးပဲပညာရေးနဲ့ပဲဆိုင်တယ်ကျွန်တော်တို့ကြတော့ဘုရားကိုတည်နေတာနဲ့ဘာဖြစ်လို့မတည်အောင်ဘာလို့ဖြစ်တာလဲဆိုကျွန်တော်တို့စေစားဖို့လိုပါတယ်အဲကြောင့်ကျွန်တော်တို့ကလေဒီကျမ်းစာထဲမှာလေဘုရားတခင်ဒီလောကနဲ့ရှိတော်မူရဲ့လောကကိုလည်းဖန်ဆင်းတော်မူရဲ့သို့တော်တူဒီမတည်တဲ့အဲကြောင့်ကျွန်တော်တို့တည်ဖို့ဆိုတာလေဘုရားတခင်ဒီကျွန်တော်တို့နဲ့ရှိတော်မူဒီကဘာမီတစ်ခုလုံးမှာသူဖန်ဆင်းထားတဲ့လက်ရာဖြစ်ပါလိမ့်ကိုလောက်တာတော့မှခြေစွပ်တော်ချီးမွမ်းဖို့ကောင်းတယ်အဲကြောင့်ဒီနေရာကလည်းဒီကျမ်းစာကိုဖတ်တဲ့အချိန်မှာခင်ဗျားတို့လည်းစီချင်းမိမယ်ကျွန်တော်လည်းဒီကျမ်းစာကိုစီချင်းမိတယ်ဝါရတဲ့အကြောင်းပြပြဖြစ်ပါတယ်အားလုံးကိုတာရဲ့အဖျားရှိကောင်းကြီးပေးပါစေ